အီရန်အစိုးရတပ်တွေကိုပြည်သူတွေကအမဲလိုက်ပွဲစတင်လိုက်ပြီလားအခုအီရန်မှာဆန္ဒပြနေတာမဟုတ်တော့ပဲပြည်တွင်းစစ်အသွင်ကိုကူးပြောင်းနေပါပြီဒီကနေ့2026ခုနှစ်ဧပြီလ2ရက်နေ့မှာရရှိထားတဲ့သတင်းတွေအရအီရန်ပြည်သူတွေဟာလက်နက်ကိုင်ပြီးတုံ့ပြန်လာကြပါပြီIRGC လို့ခေါ်တဲ့အီရန်တော်လိုင်းအစောင့်တပ်နဲ့ဘာစီပြည်သူစစ်စခန်းတွေကိုမြို့ပေါင်း20မှာတပြိုင်နက်တည်းတိုက်ခိုက်ခံနေရတာပါဘာလို့ဒီလိုဖြစ်ရတာလဲပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအစိုးရတပ်တွေဟာဆန္ဒပြသူ1000ကနေ4000ကြားကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ဇန်နဝါရီလူသက်ပွဲကြောင့်ဖြစ်ပါတယ်ဒီသွေးကြွေးကိုဆက်ဖို့ကာဝေးဆိုတဲ့လက်နက်ကိုင်အဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်သူတို့ဟာအခုဆိုရင်အပြင်ကနေတင်မဟုတ်တော့ပဲအစိုးရစခန်းတွေကိုအတွန်းထဲထိဝင်ပြီးရန်ဖောက်ခွဲတာဌာနချုပ်တွေကိုစီးနင်းနေတာတွေလောက်ဆောင်နေကြပါပြီအခြေအနေတွေပိုဆိုးတာကပြည်တွင်းမှာကပြည်သူတွေတိုက်နေတယ်လို့အပြင်ဘက်မှာကလည်းအမေရိကန်နဲ့အစ္စရေးကအီရန်စစ်စခန်းတွေကိုဘုံကျဲနေပါတယ်အီရန်အစိုးရကအခုဆိုရင်အဝိုင်းခံထားရပါပြီပြည်တွင်းကကာဝေးတပ်ဖွဲ့တွေရဲ့အမဲလက်ချင်းကိုခံရနေတယ်လို့နိုင်ငံတကာရဲ့အင်အားကြီးနိုင်ငံတွေကလည်းအပြည့်ရှင်းဖို့ကြိုးစားနေကြတာပါဒါအီရန်နိုင်ငံရဲ့အာဏာရှင်စနစ်ညီကုတ်ချုပ်သွားမယ်အစားပြုခြင်းလားဒါမှမဟုတ်အရှေ့လက်ပိုင်းတစ်ခုလုံးကိုကူးဆက်သွားစေမယ်စစ်မီးကြီးတစ်ခုဖြစ်နေတာလားမဲစရီရောဘယ်လိုထင်မိပါသလဲအီရန်ပြည်သူတွေရဲ့လက်နက်ကန်တော်လိုင်းကြီးကအောင်မြင်နိုင်ပါမလားကောင်းမှဆွေးနွေးပေးကြပါဦးခင်ဗျာ